ဆိုတာကဒီတကဘာလုံးသုံးတဲ့ဘာသာစကားဖြစ်တယ်မရက်မနာပဲသင်ယူခြင်းပေါ့နော် continuous learning ဒီစားလက်ဒီ level 5ကနေပြီးတော့မှ level 9ကနေ GE ကနေ GEP ရဲ့အထိတခါတည်းတညရနဲ့ဝုန်းကင်းဆိုပြီးအင်္ဂလိပ်စာရသွားတယ်မဟုတ်ပါဘူးဒီဖြည်းဖြည်းချင်းစီခြေလန်းတလန်းချင်းစီဒီဆီယာမတွေရဲ့သင်ကြားပေးမှုရဲ့အလွန်ကောင်းမွန်တဲ့ဒီစာသင်တဲ့ဒီ learning environment လေးရဲ့ကြောင့်တိုးတက်လာတာကိုယ့်ဘက်ကိုပြန်ပြီးတော့မှသိမြင်မိရပေါ့ဒီအတန်းနဲ့မှာတုံးလိုက်တဲ့ဒီအချိန်လေးကတကယ်လို့အပြစ်မှာဒီအိုင်းနေမယ်ဆိုလဲဖုန်းကြည့်ကြရပေါ့နော်ဖုန်းကြည့်မဲ့အချိန်တက်ဒီအတန်းနဲ့မှာဒီအင်္ဂလိပ်စာလေးလေ့လာပြီးသင်ယူပြီးတော့ဒီအချိန်1နာရီ2နာရီကိုကောင်းကောင်းလေးအသုံးချလိုက်တာကဟိုအကျိုးရုံမှုဆိုတာကလုံးဝမရှိပါဘူးရှင်ဆိုတော့ဒီတစ်လုံးရနှလုံးရဆက်လက်ပြီးတော့တင်ယူနေပြီးတော့မှအင်္ဂလိပ်စာနဲ့ထိတွေ့နေခြင်းကအသက်ကြီးလာတဲ့အခါတို့အတန်းနေကြီးလာတဲ့အခါမှာတေချာပေါက်ပညာရေးမှာရောလူမှုရေးမှာရောအထောက်အကူဖြစ်မှာပါရှင်